မင်းသမီးဟာတုံလုပ်ဆရာကောင်းတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရတယ်တခါမှနတ်သားအိတ်မဆောင်ဘူးတဲ့မင်းသမီးရဲ့ခမောဟာအဲ့ဒီနေ့မှာတော့နတ်သားအိတ်ကြီးနဲ့ပေါ်လာဟဲ့လေသူထွက်သွားပြီးတာနဲ့မင်းသမီးဟာအစိတ်ခတ်ခံရပါတော့တယ်ဒါကိုကေတင်နိုင်မဲ့နီလန်လည်းမရှိတော့ပါဘူးနှစ်ပေါင်း20ကြာတဲ့အိမ်တော်ကြီးဟာဒီလိုပဲနှိမ့်သိမ့်ခဲ့ရတယ်မင်းသမီးဟာစိတ်ပြတ်အားနေစွာနဲ့ပဲအမိန့်တစ်ခုပေးခဲ့ပါတယ်သူမတေးရမယ်ဆိုရင်သူလည်းလိုက်တေးရမယ်ဆိုတာပါပဲတချိန်ကချစ်ခဲ့ကြသူနှစ်ဦးတည်းကတယောက်ကအစိတ်မိပြီးတေးဆုံးခဲ့တယ်လို့ကြံတယောက်ကတော့သူမရဲ့အမိန့်နဲ့ကွက်ညက်ခညာပါတယ်ကန်တရားကတနာညာတာလို့ထင်ပါတယ်မင်းသမီးဟာအတိတ်ကမှတ်ဉာဏ်ပြီးအားလုံးနဲ့အတူအသက်18နှစ်အရွယ်မှာပြန်လဲနိုးထားလာခဲ့တယ်သူမဟာအိမ်တော်မပြုတ်ခင်ကနန်းတော်ဟောင်းထဲကိုပြန်ရောက်နေတာပါမှန်တယ်မှမြင်နေရတာကသူမရဲ့ငယ်ရွယ်တဲ့မျက်နှာလေးပဲဖြစ်ပါတယ်ဘေးနားမှာတော့သူမကိုဓာဘေးကနေကာကွယ်ပေးရင်းတေးဆုံးခဲ့တဲ့အစေခံမလီရနေလေသူမပြန်လဲမွေးဖွားလာပြီဆိုတာကိုသိလိုက်ရတယ်လို့ဒီနေ့ဟာခမည်းတော်ကသူမအသက်ခမွန်ရွေးချယ်ပေးမဲ့နေ့လည်းဖြစ်နေပါတယ်အတိတ်ဘဝတုန်းကတော့သူမဟာအဲ့ဒီလူနဲ့ပဲလက်ထပ်ခဲ့ပြီးခြေကွဲစရာဇက်သိန်းနဲ့ဂျုံခဲ့ရတာပါဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမတေးကြရွေးချယ်ပါတော့မယ်ပြင်ဆင်ပြီးနောက်ခမည်းတော်နဲ့တွားတွေ့တဲ့အခါမှာခမည်းတော်ဟာဘလောက်တောင်အိုမင်းသွားပြီလဲဆိုတာကိုသတိထားမိလိုက်တယ်သူမရဲ့ရင်ထဲမှာခံစားချက်တွေပြည့်လည်လာခဲ့ပါတယ်အစကနေပြန်စားခွင့်ရမယ်ဆိုရင်တာမန်လူတယောက်လိုနေထိုင်ရရင်ကိုပဲလုံလောက်ပါပြီဒါပေမဲ့ခမည်းတော်ကသူမကိုကြည့်တဲ့အခါမှာတော့တန်တရားနဲ့စိတ်ငှားမှုတွေသာရှိနေခဲ့တယ်အဲ့ဒီအချိန်မှာပဲသူမရဲ့မျောလင်းချက်တွေပျက်စီးသွားရပါတယ်မိန်းဆိုးကလူငယ်လေး၄ယောက်ရဲ့ပုံတူပကြီးတွေကိုတင်ဆက်လာတယ်၃ယောက်ကကြည့်ကောင်းပေမဲ့အတွင်းစိတ်ကပုတ်တိုးနေရသူတွေပါသူမရဲ့ခမွန်ဟောင်းတယောက်ပဲလူပုံအလဲမှာတင့်တယ်နေပေမဲ့လက်ထပ်ပြီးနောက်သူဘလို့လူမျိုးဖြစ်သွားမလဲဆိုတာကိုသူမသိနေတယ်အတိတ်ဘဝကမှတ်ဉာဏ်တွေပြန်ပေါ်လာတာနဲ့အမျှသူမဟာဝေခွဲမနေတော့ပဲသူ့ကိုလက်ထပ်ဖို့အခွင့်အရေးမှန်သမျှကိုချက်ချင်းပဲဖျက်တောက်လိုက်ပါတော့တယ်